ဒီဟာဆိုလို့ရှိရင်ဝင်ချင်းမှာဆိုလို့ရှိရင်ဘယ်ညာအရင်ကြည့်မယ်ပြီးလို့ရှိရင်ဒီအဖြူလမ်းတောက်လျှောက်ပေါ်ကို9စက္ကန့်နဲ့ထိပြီးမောင်းအောင်တကယ်ဆောင်ဝဲဖြေလို့ရှိရင်ဒီအဖြူလိုင်းနေရာမှာဘေးကကြာတန်နဲ့ထားလာပြီးဆန်လာရှိတယ်အဲ့ပေါ်ထိတာနဲ့ဟိုအမှတ်လျှော့ခံဒီမှာ9စက္ကန့်နဲ့ကျော်သွားပြီဆိုလို့ရှိရင်ဒီဘက်ကိုရောက်မယ်ဒီညာလို့ရှိရင်ခဏရအရှိမလူကိုမြရှိလို့ရှိတယ်ပြီးလို့ရှိရင်ခေါင်းကိုဘယ်ညာကြည့်ရပြီးလို့ရှိရင်ထွက်လို့ရတယ်အဲ့မှာဆက်ထွက်ပြီးရင်ဒီနားကိုရောက်မယ်ဒီနေရာမှာလူကိုမြရှိရခဏရပြီးလို့ရှိရင်ချောက်ချလို့ရှိရင်ဇုံချရတယ်ဟိုဘေးကိုဇုံချပြီးလို့ရှိရင်ဘယ်ညာခေါင်းကြည့်ပြီးလို့ရှိရင်ဒီထိုင်ဝမ်မှာကျတော့အဲ့ဒဘယ်လက်တန်းဆိုတာရှိရဘယ်ဘက်ကွင်းမှာဆိုလို့ရှိရင်တွားတယ်ဒီနေရာကိုဒဘယ်လက်တန်းနဲ့အရင်ဝင်ဒီမှာလာဝင်ဟိုပြန်တန်းစီရမယ်ဒီမှာစာကတန်းစီပေါ့ပြီးတော့လို့ရှိရင်ဆက်မောင်းမိဘဒီမှာစိမ့်ဝိုင်းဆိုမောင်းပေါ့ဒီမှာဆက်သွားလို့ရှိရင်ဒီမှာလိန်ချင်းသွားတယ်ဒီကောက်ကဟိုလမ်းချင်းတာဟိုဘက်ဒီဘက်အဲ့ချင်းဆိုလို့ရှိရင်ခေါင်းကအနောက်လှည့်ရတယ်အဲ့မလှည့်လို့ရှိရင်လည်းအမှတ်လျှော့တယ်ဒီမှာခုလိန်ချင်းလာပြီးတော့ဒီမှာမောင်းလာပြီးတော့ဒီမှာဖြည်းဖြည်းမောင်းလာပြီးတော့လို့ရှိရင်ဒီဟာတော့ဒီပုံစံတိုင်းအေးစင်မောင်းလာလို့ရသေးတယ်မောင်းပြီးတော့လို့ရှိရင်ဒီမှာခဏရက်ဒီမှာဆိုလို့ရှိရင်တကယ်ဆောင်ဝက်ဖြစ်နေရဆိုလို့ရှိရင်မိဘရှိတယ်ပြီးတော့လို့ရှိရင်ခေါင်းကိုပညာကြည့်မိဘစိမ့်လို့ရှိရင်ခေါင်းပညာထက်ကြည့်ပြီးလို့ရှိရင်ထွက်လို့ရပြီပြီးရင်ဒီဘက်လာပြီးတော့လို့ရှိရင်ဒီမှာယထာတန်တန်းရှိတယ်အဲယထာတန်တန်းနေရာရောက်လို့ရှိရင်ကြတော့ဒီမှာခဏဒီနေ့ရောက်ခင်ခဏရက်ပြီးလို့ရှိရင်ယထာတန်တန်းအတန်အောင်ဆုံးအောင်လာတာပေါ့အဲတင်းပြီးတော့လို့ရှိရင်ယထာသွားပြီလို့ထွက်လို့ရပြီဆိုရင်အတန်တိတ်သွားတယ်အတန်တိတ်သွားလို့ရှိရင်ထွက်လာလို့ရပြီဒါတော့ဒီထိုင်ဝမ်ရဲ့cycle license ဖြစ်တဲ့ပုံစံမျိုးဒါကတော့တနေရာနဲ့တနေရာတစ်မျိုးနဲ့တစ်မျိုးမတူဘူးပေါ့ပုံစံတိတ်မတူအဲ့လိုမျိုးလေးပေါ့ဒါပေမဲ့အကြမ်းပြင်းအားဖြင့်တော့ဒီလိုပဲဒီ9စက္ကန့်နဲ့မောင်းရရယ်ပြီးလို့ရှိရင်ဒီ double တန်းရဲ့ lane chain တာရယ်ပေါ့အဓိကအဲ့ဒါတွေပါဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးလေးကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ဒီထိုင်ဝမ်မှာ cycle ဖြေမဲ့ license ဖြေမဲ့လူတွေတို့အထောက်အကူဖြစ်ပါစေ